မြမသမိုင်းဦးရဲ့ရဲရင်နဲ့အမျိုးသမီးအုပ်ချုပ်သူပန်ထွာဘရင်မအကြောင်းကိုအောက်ပါအတိုင်းစီစဉ်ပေးလိုက်ပါတယ်ဗျ။ဒစ်နိုးဘရင်မမြို့တီချင်းလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကမကွေးတိုင်းတောင်တွင်းကြီးနယ်မြေမှာဘေတနိုးဆိုတဲ့မြို့ပြနိုင်ငံတော်ကြီးရှိခဲ့ပါတယ်။အဲ့ဒီမြို့ကိုအလွန်လှပပြီးထက်မြက်တဲ့ပန်ထွာဘရင်မကအုပ်ချုပ်ခဲ့တာပါ။သူမဟာဘေတနိုးနတ်မင်းကြီးရဲ့နှမတော်အဖြစ်ဒဏ္ဍာရီမှာဖော်ပြကြပါတယ်။မဟာတူလစီတော်ဤတန်ခိုးမြို့ကိုဘယ်သူမှမတိုက်နိုင်အောင်အံပွဲစည်းတော်ကြီးကကာကွယ်ပေးထားပါတယ်။ရန်သူလာရင်စီကိုတီးလိုက်တာနဲ့ရေတွေကြီးလာပြီးရန်သူတွေကိုမျောပါသွားစေပါတယ်။ဒီတန်ခိုးကြောင့်တရေခိတ္တရာမင်းတွတ်တပေါင်းတော်အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရပါတယ်။လှဲ့ကွက်နှင့်ကြဆုံးခြင်းနောက်ဆုံးမှာတော့တွတ်တပေါင်းမင်းကြီးဟာရဟန်းတုတစ်ပါးကိုလွတ်ပြီးစီတော်ကြောင့်ဘုံနှိမ့်နေတယ်လို့ဘရင်မကိုလှည့်ဖျားခဲ့ပါတယ်။ဘရင်မကြီးကယုံကြည်ပြီးစီမျက်နှာပြင်ကိုလှီးဖြတ်လိုက်တဲ့အခါမြို့ရဲ့အကာအကွယ်မဲ့သွားပြီးဘေတနိုးမြို့ဟာကြာဆုံးသွားပါတော့တယ်။နောက်ဆုံးလက်စားချေမှုတုံပန်းအဖြစ်ပါသွားတဲ့ဘရင်မကြီးဟာမင်းကြီးရဲ့ဖုံးတက်ခိုးကိုဖျက်ဆီးဖို့သူမရဲ့စပင်ကိုအစီရင်လုပ်ပြီးလက်စားချေခဲ့ပါတယ်။ဒါဟာမြမသမိုင်းမှာလွမ်းမောစရာကောင်းတဲ့တတိယမျက်လုံးကွယ်ပြောက်ခြင်းဒဏ္ဍာရီဖြစ်လာခဲ့ပါတယ်။ဒီအကြောင်းအရာဟာဘေတနိုးမြို့ဟောင်းUNESCOကမ္ဘာအမွေအနှစ်နဲ့ဆက်စပ်နေတဲ့ခိုင်မာတဲ့သမိုင်းဝင်ဒဏ္ဍာရီတစ်ခုဖြစ်ပါတယ်ဗျ။